ဒီဗီဒီယိုကို CCTV ကင်မရာကနေရိုက်ကူးမိခဲ့တာပါမနက်2:45 မိနစ်လောက်မှာမိသားစုတစုဟာခရီးကနေအိမ်ကိုပြန်ရောက်လာပြီးကားနောက်ခန်းထဲကနေပစ္စည်းတချို့ကိုအိမ်ထဲရွှေ့ပြောင်းနေကြတော့တူးဆန်းတဲ့အတန်တစ်ခုကိုကြားခဲ့ရတာပါFrancis. ¿Escuchaste? ¿Qué viste? Se escuchó que se rieron. ကလေးမလေးတယောက်ရဲ့အတန်နဲ့တူတဲ့စူးစူးဝါးဝါအတန်တစ်ခုကိုကြားခဲ့ရတာပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာရှိတဲ့လူတွေကလည်းကလေးမလေးတယောက်ရဲ့ရဲတန်လိုအော်ဟစ်တန်လိုအတန်မျိုးကြားခဲ့ရတယ်လို့ပြောဆိုထားကြပါတယ်။ဒါပေမဲ့ဒီထက်ပိုထူးဆန်းတာကအဲ့ဒီအတန်ကြားပြီးမိနစ်အနည်းငယ်ကြာမှပဲအဲ့ဒီနေရာနဲ့ခက်လန်းလန်းမှာရင်တိုင်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အိမ်ရဲ့ဒုတိယကင်မရာကကားတိုင်းမိတန်ကိုဖမ်းမိခဲ့ပြီးစောစောတုန်းကမိသားစုဝင်တွေကတယောက်ဟာရေတိုင်းမှုဖြစ်တဲ့နေရာကိုအကူအညီပေးဖို့တွားရောက်ခဲ့ပါတယ်။အဲ့ဒီနေရာမှာလူတယောက်လဲကျနေတာတွေ့ရပါတယ်။ဒါပေမဲ့အထိတ်လန့်ဆုံးချက်ကတော့သူဟာကလေးမလေးအကြောင်းကိုထပ်ခါပြောနေခဲ့တာပါ။ No, señor, no había ninguna niña, no se mortifique. Estaba la niña en el camión, estaba en la caja. No. အဲ့ဒီအမျိုးသမီးကကလေးမလေးပင်မလေးမရှိဘူးလို့ပြောပေမဲ့သူကငါ့ကိုတိုက်မိတဲ့ truck ကားထဲမှာကလေးမလေးတယောက်ထိုင်နေတာကိုငါမြင်လိုက်ကြတယ်လို့တွတ်ပြောဆိုနေခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီကောင်မလေးဟာသူတို့အိမ်ရှိမှာတော့ကကြားလိုက်ရတဲ့အတမ်းပိုင်ရှင်ကောင်မလေးဖြစ်နိုင်ကြောင်းသတိထားမိသွားခဲ့ပါတယ်။ကျွန်တော်မြင်ကိုပြောရမယ်ဆိုရင်ဒါဟာမကောင်းတဲ့နမိတ်ပြမှုဒါမှမဟုတ်ကြုံတွေ့ရမယ့်အရေးတကြီးဖြစ်ရအတွက်သတိပေးနေတဲ့အတန်ဖြစ်နိုင်တယ်လို့ယူဆမိပါတယ်ခင်ဗျာ။နောက်တဲ့ဗီဒီယိုတစ်ပုဒ်မှာတော့ HM ပွဲစားတစ်ယောက်ဟာသူ့ရောင်းမဲ့အိမ်ကိုလှည့်ပတ်ပြီးဗီဒီယိုရိုက်ကူးနေခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကဘာထူးခြားမှုမှမရှိခဲ့ပေမဲ့ဗီဒီယိုကိုပြန်ကြည့်လိုက်ချိန်မှာတော့ရိုက်ကူးနေစဉ်တုန်းကမကြားခဲ့ရတဲ့အတန်ထွက်ပေါ်လာခဲ့ပါတယ်။ Amigos, me acaba de pasar algo muy curioso y neta estoy cagadísimo. Estaba yo grabando unas casas que tenemos y empecé a grabar un video.Luego voy entrando a la casa, voy grabando el otro video, grabo parte de la sala, me voy hacia la cocina y de repente se me ocurre ver cómo va el video, o sea, si hay una parte que tengo que volver a grabar y todo ese rollo, y vean lo que acaba de pasar. En la casa. Mira mi piel. La neta, de verdad, no les estoy mintiendo. O sea, yo cuando veo ese video me estaba cagando de miedo. Incluso fui a ver a mi mamá que andaba conmigo y le digo, mire, cheque esto. Y no encontramos una explicación, pero por muy niños que anduvieran por allá, en la otra casa,se escuchaba aquí ဗီဒီယိုရိုက်ကူးနေစဉ်အတွင်းကလေးမလေးတယောက်ရဲ့အတန်ကိုပြပြတတကြီးကြားခဲ့ရတာပဲဖြစ်ပါတယ်။ကြည့်ရှုသူတချို့ကတော့အဲ့ဒီအတန်ဟာတစုံတစ်ယောက်ကသူသတ်မှတ်ထားတဲ့စီးကိုကြော်လာရင်အဲ့ဒီလူကိုသူဘယ်လိုတုတ်ပြန်မဲဆိုတာသတိပေးနေတဲ့အတန်ဖြစ်နိုင်တယ်လို့ယူဆနေကြပါတယ်။ဒါအပြင်နောက်ထပ်ထူးခြားမှုတစ်ခုကိုလည်းဗီဒီယိုထဲမှာရိုက်ကူးမိခဲ့ပါသေးတယ်။အဲ့ဒါကတော့အေချန်ဝင်းတွေကပန်းပင်တပင်ဟာလေမတိုက်ပဲနဲ့လှုပ်ရှားသွားတာကိုတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ဒီပြည့်ရက်တွေအားလုံးဟာအမှန်တကယ်ကြောက်လန့်ခံရတဲ့ဗီဒီယိုပဲလားဒါမှမဟုတ်လူစိတ်ဝင်စားအောင်လှုပ်ကြံဖန်တီးထားတာပဲလားခင်ဗျာဘရစ်တီဆိုတဲ့အမျိုးသမီးတယောက်ဟာခြံထဲမှာရှိနေတော့အိမ်ထဲကသူတို့မွေးထားတဲ့ခွေကတဏှာရာကိုစိုက်ကြည့်ပြီးတူတူဆန်းဆန်းထိုးဟောင်နေတာကြောင့်ဒီဖြစ်ပျက်ကိုဖုန်းကင်မရာနဲ့ဗီဒီယိုရိုက်ကူးဖို့ဆုံးဖြတ်လိုက်ပါတယ် Just in the off chance that no one believes me, maybe I can catch it.
in the middle of a freaking cemetery in my front yard, which probably doesn't help my cause. But I was just inside. I'm by myself with my dog. She's in that room upstairs. You can literally hear her working from here. That has me very freaked out. Josie? Josie? Brady ဟာအပေါ်တက်မှာရှိနေတော့သူမရဲ့ခွေးလေးဂျိုစီကဗီဒီယိုအခန်းတနေရာကိုစူးစူးဆိုက်ဆိုက်ကြည့်ပြီးထိုးအောင်နေတာကိုသတိထားမိခဲ့ပါတယ်။အဲ့ဒီနေရာမှာဘာမှမတွေ့ရပေမဲ့ခွေးလေးကတော့အတော်လေးစိတ်လှုပ်ရှားနေပုံရပါတယ်။ဒါကြောင့်ပဲသူမဟာအထိတ်တလန့်ဖြစ်ပြီးအဲ့ဒီဖြစ်ရပ်တွေအားလုံးကိုဗီဒီယိုရိုက်ကူးဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ထူးဆန်းတဲ့ဖြစ်ရပ်တွေကဒီတစ်ခုတည်းမဟုတ်ပါဘူး။ခွေးလေးဂျိုစီဟာနေ့တိုင်း channel ကတင်ချိုင်းရှင်းမှာရပ်ပြီးစိုက်ကြည့်နေတာလည်းတွေ့ရပါသေးတယ်။ Josie. Josie, what's going on? Josie ရဲ့ပြုမှုတွေဟာအဲ့ဒီတင်ချိုင်းနဲ့တခုခုပတ်သက်မှုရှိလိမ့်မယ်လို့သူမကယုံကြည်လျက်ရှိပါတယ် So a lot of you guys have also been asking questions about the graveyard. Yes, we do indeed have a graveyard on this property, which I know may be weird for some people, but so this was my grandparents' ranch before my mom inherited it. So I live here with my mom and my two brothers, as I've mentioned before. And before they passed away, they buried all of their cats right here where you see the little crosses, and it was their wish to be buried right here. So that's really all that there's to it, but things have been quite strange lately. Like for some reason cows just come to this area sometimes and like surround it, because we during the day we leave that gate open, and yeah, I don't really know. We don't really have cows. We have horses, but not cows. So တင်ချိုင်းထဲမှာရှိတဲ့တစုံတရာကတရိတ်ဆန်တွေကိုဆွဲဆောင်လိုက်ပုံရပါတယ်။နောက်ပြီးသူတို့ channel ကမြင်းတွေကလည်းတခါတလေတင်ချိုင်းဘက်ကိုအချိန်ကြာကြီးစိုက်ကြည့်နေတတ်ကြတယ်လို့သိရပါတယ်။ဒီတက်ပို့ပြီးထူးခြားတာကတော့ဘယ်ကမှမသိတဲ့နွားတွေကသူတို့ channel ဝင်လာပြီးအဆိုပါတင်ချိုင်းနားမှာရက်နေကြတာပဲဖြစ်ပါတယ်။ They literally just come and hang out here all the time now. It's a newer development. Like, why? They just kind of come and really graze around this area. And they just kind of will freeze and won't move. So, yeah. Quilly Josie ရဲ့ထူးခြားတဲ့အပြုအမူနဲ့ channel ကမြင်းတွေရဲ့မူမမှန်တဲ့ပုံစံတွေအပြင်
ဘယ်ကမှမသိတဲ့နွားတွေကပါရုတ်တရက်ရောက်လာတဲ့အတွက်သူမဟာအင်ချန်ထဲမှာပုံမှန်မဟုတ်တဲ့အရာတစ်ခုဖြစ်နေပြီဆိုတာသဘောပေါက်လာခဲ့ပါတယ်ဒီလိုဖြစ်လာတာကလည်းတိတ်ပြီးမကြသေးဘူးလို့သိရပါတယ်ဒီလိုနဲ့တညမှာတော့သူမဟာ delivery နဲ့အစားအသောက်တွေမှာယူခဲ့ပါတယ်မပို့တဲ့သူရောက်ရှိလာတဲ့အခါမှာတော့ Thank you. Thank you so much. Sorry about that. Yeah, this is location is outside, no here. Oh, that's so interesting. Yeah. Oh, I'm so sorry. Yeah. Okay. No problem. Thank you so much. Okay, thank you. Have a good night. Oh my god. Yeah, You're a cow? it's scared. He's a cow. They're actually not mine. They're not fucking showing up. No. No. They come hang out around here every night. Yeah. What would you do if this happened in your house? Hi. Thank you. See, this is what I'm talking about. Every freaking night, like even at night, they even come and hang out here, and they just like stand and like. Are you for real right now?သူမရဲ့အင်ကြီးကိုတစုံတစ်ယောက်ကရုတ်တရက်ဆွဲယူလိုက်တယ်လို့ခံစားလိုက်ရတဲ့အပြင်မျက်မြင်ကိုယ်တွေ့ကြုံတွေ့လိုက်ရတာကြောင့်သူမဟာအိမ်ပြင်ဘက်ကိုအထိတ်တလန့်နဲ့ပြေးထွက်သွားခဲ့ပါတယ်။အလန်းမြေတံထွက်ပေါ်လာတော့ကအင်ရှိပန်းမင်တွေကြားထဲကနေဖြတ်ပြေးသွားတဲ့မဲမဲအရိတ်ကလေးတစ်ခုကိုလည်းတွေ့မြင်ခဲ့ရပါသေးတယ်ခင်ဗျာ။အဲ့ဒီအရာဟာအိမ်ထဲကိုဝင်လာလို့အချက်ပေးတံထမိရတာပဲလား။ဒါဆိုသူမရဲ့အင်ကြီးလက်မောင်းစားကိုဆွဲလိုက်တဲ့အရာကရောဘာများဖြစ်နိုင်မလဲ။တေချာတာကတော့သူမဟာဒီဖြစ်ရက်တွေကြောင့်အတော်လေးကြောက်ရွံ့သွားခဲ့ပါတယ်။ဒါကြောင့်အိမ်မြေဘက်ကသူမရဲ့ကားထဲမှာပဲအိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမရဲ့မိဘတွေခရီးကပြန်လာရင်တော့ဒီဖြစ်ရက်တွေအားလုံးဟာသူတို့အတွက်တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကတော့ထင်မိပါတယ်ခင်ဗျာ။မာဗင်ဆိုတဲ့အမျိုးသားဟာတညမှာတော့သူအိပ်ပျော်နေတော့အိမ်ထဲကစူးစူးညံ့ညံ့အတန်တွေထွက်နေတာကြောင့်အိယာကနိုးလာခဲ့ပါတယ်။အတန်တွေဟာအောက်ထက်ကထွက်ပေါ်လာတာဖြစ်ပြီးအဲ့ဒီအချိန်တုန်းကအိမ်ထဲမှာသူတယောက်တည်းရှိနေခဲ့တာလည်းဖြစ်ပါတယ်။မာဗင်ဟာအကာအကွယ်ဖြစ်စေမယ့်အရာတစ်ခုခုကိုယူရမယ့်အစားဖုန်းကင်မရာကိုဖွင့်ပြီးသူ့ရှိကမြင်သမျှအရာတွေကိုဗီဒီယိုရိုက်ကူးနေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူနဲ့အတူနေတဲ့အခန်းပေါ်ဟာအရန်ကိုအစားနောက်တန်တဲ့အတွက်ကြောင့်အခုဖြစ်ရတွေကလည်းတငယ်ချင်းဖြစ်သူစားနောက်နေတာလို့ယုံကြည်နေတဲ့အတွက်ပဲဖြစ်ပါတယ်။နောက်ပြီးမာဗင်ဟာဒီလိုဖြစ်ရမျိုးသူတို့အိမ်မှာမကြာခဏကြုံတွေ့ရလေရှိတယ်လို့လည်းရေးသားထားပါတယ်။ဒါပေမဲ့ဒီတစ်ခေါက်ကတော့သူဟာတီယာရီဘာကြောင့်ဖြစ်လာတယ်ဆိုတာကိုအခုလိုပဲလက်ပူးလက်ချက်ဖမ်းယူနိုင်ခဲ့ပါတယ်။ Alvin. Funny anymore, man. Dude. Alvin. Shit ain't funny, man. Alvin.
အောက်ထက်ကအခန်းတွေထဲကိုလိုက်လံစစ်ဆေးနေတော့မှပဲအဲကန်းမှာချိတ်ဆွဲထားတဲ့မီလုံးတစ်လုံးကသူ့လိုလှုပ်ရမ်းသွားတာတွေ့ခဲ့ရပါတယ်ဒီဖြစ်ရဲ့ကြောင့်မာဗင်ဟာသူ့အခန်းထဲကိုအလင်းမြန်ဝင်ပြေးခဲ့ရပါတယ်ဒီဗီဒီယိုကိုကြည့်ရှုတဲ့သူတွေကတချို့ကတော့အခုဖြစ်ရဟာအခန်းပေါ်ကစားနှောက်နေတာဖြစ်နိုင်ကြောင်းပြောဆိုထားကြပါတယ်ဒါပေမဲ့လူတွေအားလုံးရဲ့အမြင်ကိုပြောင်းလဲသွားစေနိုင်လောက်တဲ့အထောက်အထားတစ်ခုကထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်အဲ့ဒါကတော့ Xbox Game Set နဲ့တွဲဖက်အသုံးပြုရတဲ့ Motion Sensor ကနေအမှတ်မထင်ရိုက်ကူးမိခဲ့တဲ့အရာတစ်ခုပဲဖြစ်ပါတယ် Hey you guys, I just wanted to show you guys a pretty quick feature of the Xbox One and its Kinect. It actually has a pretty cool night vision that I just found today. If you guys already know it has night vision, then I'm gonna show the people who don't know. So right now it's completely dark in this house right now. All you can basically see is my Xbox One controller. Now I'm gonna switch on the night vision for you guys. As you can see, it lights up the whole room. It's actually a pretty cool feature. I don't know if they have an app for this or whatnot, but they also have this version of the camera. I don't know what it is. I think it's either infrared or something like that. Marvin ဟာညကြည့်ကင်မရာကိုဖွင့်လိုက်တဲ့အချိန်မှာပဲဒီဘူကြောင်ရဲ့တောင်းတာကအကိုးငွေလိုအရာနှစ်ခုလှုပ်ရှားနေတာကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီအရာတွေဟာလုံးဝပျောက်ကွယ်သွားတာမျိုးမဟုတ်ပဲပေါ်လိုက်ပျောက်လိုက်နဲ့လှုပ်ရှားနေတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုတဲ့သူတွေကတော့သူ့အိမ်ထဲမှာကြုံတွေ့နေရတဲ့အရာတွေအားလုံးဟာတူးဆန်းပြီးတဘာဝလွန်ဖြစ်ရတဲ့တစ်ခုနဲ့ပတ်သက်မှုရှိလိမ့်မယ်လို့ယုံကြည်နေကြပါတယ်ခင်ဗျာ။ဒီစာကို Melody M ဆိုတဲ့အမျိုးသမီးတစ်ယောက်ကသူမရဲ့ social media မှာရေးသားထားတာဖြစ်ပါတယ်။ကျွန်မငယ်ငယ်တုန်းက TV ကြော်ညာတော်တော်များများကိုကြည့်ခဲ့ပြီးကြော်ညာတစ်ခုဟာဆိုရင်ဒီနေ့ချိန်ထိမှတ်မိနေတော့မယ်။နောက်ပြီးစဉ်းစားတိုင်းကြောက်မိနေတော့မယ်။အဲ့ဒီကြော်ညာကိုကျွန်မမွေးဖွားခဲ့တဲ့ချီလီနိုင်ငံမှာပြသခဲ့တာဖြစ်ပါတယ်။ကျွန်မအဲ့ဒီကြော်ညာကိုပထမဆုံးကြည့်မိတဲ့အချိန်မှာပဲတခုခုထူးခြားနေတယ်ဆိုတာသတိထားမိသွားတယ်လို့ရေးသားထားပါတယ်။ဒီလိုကြုံတွေ့ရတာဟာ Melody တယောက်တည်းတော့မဟုတ်ပါဘူး။တခြားလူတယောက်ကလည်း YouTube မှာဒီကြော်ညာရဲ့ထူးခြားချက်ကိုရှင်းပြခဲ့ပါသေးတယ်ခင်ဗျာ။ကဲဒါဆိုရင်တော့အဲ့ဒီကြော်ညာလေးကိုအတူတူကြည့်လိုက်ကြရအောင်ဗျာ။ပေါက်မှာအလင်းပြန်နေတဲ့ပုံရိပ်ကတရုတ်ဆောင်အမျိုးသမီးရဲ့ပုံရိပ်မဟုတ်ပဲအယိုးကောင်းပုံစံဖြစ်နေတာကိုထူးဆန်းဖွယ်တွေ့မြင်ခဲ့ရပါတယ်။ဒီဖြစ်ရဟာရိုက်ကူးရေးအဖွဲ့ရဲ့ပေါ်စားမှုကြောင့်အရာဝတ္ထုတစ်ခုရိုက်ကွင်းပေါ်မှာပါဝင်ခဲ့တာပဲလား။ဒါမှမဟုတ်အမျိုးသမီးရဲ့ပုံရိပ်ကိုမှန်မှန်မြင်ရမယ့်အစားမမြင်ရတဲ့အရာတွေရဲ့နှောက်ယှက်မှုကြောင့်အယိုးကောင်းပုံစံမြင်လိုက်ရတာပဲလား။မိတ်ဆွေတို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းပြောပြသွားကြပါဦးနော်။